ကျွန်တော်ညီကိုလေးပိုင်းနှစ်ချောင်းဆက်တဲ့ခါမှာအခုလိုမျိုးလေးအထက်ကအစာတစ်ခုခံပြီးဆော်တာကပို့ပြီးတော့အဆင်ပြေပါတယ်အဲ့လိုမျိုးဆော်တဲ့နေတော့ကျွန်တော်အခုဒီဗီဒီယိုဒီမှာမြောက်ပေးမယ်နော်ပုံမှန်ဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲတိတ်ပြီးဆက်တယ်ဒါကတော့မမြဲပါဘူးနော်နောက်တစ်ခုခုဆိုရင်ကျိုးသွားနိုင်ပါတယ်အရက်ပလက်စာများရင်လို့ပြောတာပေါ့နော်ကဲဒါဆိုရင်အထက်ကိုကျွန်တော်နေအထက်ကအချောင်းအတွက်ကျွန်တော်ဒါကတော့အသားယူတာပါအထက်ကအချောင်းကိုလည်းသူများခါဆိုမင်းမယ်ခွာကွတိဆိုရင်ဘယ်မှာတက်စားမလဲကွတိချောင်းကိုစာတော့မခက်အောင်တော့အခုဒီမှာသူ့စာနဲ့ပဲလောက်သွားတဲ့နေတော့ကျွန်တော်မြောက်ပေးတာပါโอเคဒါဆိုရင်ကျွန်တော်ဒါအထက်တော့ပါအထက်တော့ကိုကျွန်တော်နေခဏပိုက်ကြောင်းကိုပဲဒီအထက်တော့ကျွန်တော်နေဖြတ်ထုတ်မယ်ဖြတ်ထုတ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာထည့်ပြီးတော့နည်းနည်းလေးကျွန်တော်ရိုက်ရမှာပေါ့နော်ဒါတော့စီတွားကိုခဏတည်းဝင်အောင်လို့ပေါ့ဒါနည်းနည်းလေးရိုက်တယ်ရိုက်ပိတ်မယ်ရိုက်ထည့်ပြီးတော့အထက်ထည့်လို့ရပါပြီโอเคဒါတော့စစ်စီလောက်တာရရတယ်တော်ရုံတော့ရတယ်မစီလည်းရပါတယ်ဒါတော့အောက်ဖောက်ပြီးတော့တခါလေးထည့်ပြီးတွဲဆုပ်ဖို့တော့ပါဒါကျူဖောက်တာလဲဆိုတာကောင်းပါတယ်နောက်မှဆိုရင်ကအထက်နဲ့ဖောက်ရတဲ့တိုက်အဆင်မပြေလို့အခုလိုကျူဖောက်ထားတဲ့အတွက်ဒါတော့နေဝေးဆိုရတဲ့အဆင်ပြေပါတယ်โอเคဒါဆိုရင်ကျွန်တော်ညီကိုရတဲ့အတော့ဝင်ပါပါ